ထင်ထားတာတက်ပူပြီးရှုပ်ထွေးလာကလောက်ကျန်ခင်ရကြောင်းသတင်းထွက်နေတဲ့တရုတ်ဆောင်ထူးရဲ့အမှုပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တာမန်မတော်တဆမှုတကူမဟုတ်ပဲထင်ထားတာတက်ပူပြီးရှုပ်ထွေးလာတာကတော့တရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့အမှုပါ။တချို့ကလည်းတရုတ်ဆောင်ထူးဟာလောက်ကျန်ခင်ရတယ်လို့ဆိုပါတယ်။အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်ထူးဆိုတာကငယ်စဉ်အခါကလေးတရုတ်ဆောင်ဘဝကနေအောင်မြင်တဲ့ဇဘိုးတရုတ်ဆောင်ဖြစ်လာသူပါ။တရုတ်ဆောင်ထူးဟာ MRTV4 ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ပန်းနုသွေအဖြူရောင်တက်ကလေးမဲချိုစတဲ့နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲပါဝင်တခြားသောဇာတ်လမ်းတွဲတွေတော်တော်များများမှာတရုတ်ဆောင်ခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးကလေးတရုတ်ဆောင်ဘဝကနေလူကြီးတရုတ်ဆောင်ဖြစ်လာတဲ့ထူးကအတိုင်းအတာတစ်ခုတည်းနာမည်ရပြီးတော့အကယ်ဒမီစကာတင်စုအတွက်တောင်စကာတင်စင်းဝင်ခဲ့ပြီးရဲ့နောက်အခုလိုပဲဆုံးပါကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းအနုပညာလောကတစ်ခုလုံးတရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့အတွက်အစိမ်မကောင်းဖြစ်ပြီးတော့ဝမ်းနည်းသွားရပါတယ်။အထူးသဖြင့်တော့တရုတ်ဆောင်ထူးဟာဟော့ရန်ရန်မရှိပဲမိခင်ကိုလှုပ်ကြွေးနေတဲ့တားလေးမှာတူဖြစ်လို့ပရိသတ်တွေကနှမျောတတာဖြစ်ကြရပါတယ်။တရုတ်ဆောင်ထူးကွယ်လွန်သွားရတဲ့အဓိကအကြောင်းရင်းကတော့ရင်မတော်တဆမှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့တရုတ်ဆောင်ထူးကွယ်လွန်သွားရတဲ့အမှုဟာထင်ထားတာတက်ပို့ပြီးရှုပ်ထွေးမှုတွေရှိလာတာကိုကြားနေရပါတယ်။တချို့ကလည်းတရုတ်ဆောင်ထူးဟာလောက်ကျန်ခံရပြီးကွယ်လွန်တယ်လို့ဆိုကြပါတယ်။တရုတ်ဆောင်ထူးကညတနာရီခွဲချိန်မှာထယိုတာမတ်တူကားကိုမောင်းနေရင်းနဲ့တစ်ပင်ကိုတိုက်မိကဦးကောင်းတန်ရာရရင်နဲ့ဆေးရုံမှာကွယ်လွန်သွားခဲ့ရပါ။တာမန်ဆိုရင်တော့တရုတ်ဆောင်ထူးကွယ်လွန်တာကပုံမှန်ရင်မတော်တဆမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လည်းဟောက်ကွက်တချို့ရှိရလို့ပရိသတ်တွေကဆိုပါတယ်။အထူးသဖြင့်တရုတ်ဆောင်ထူးမောင်းလာတဲ့ကားတိုက်မိရဲ့တစ်ပင်ဟာအပင်ကြီးကြီးမားမားမဟုတ်ပါဘူး။ဒါအပြင်ထူးမောင်းလာတဲ့ကားတိုက်မိရဲ့တစ်ပင်ကအရှိန်ပြင်းပြင်းနဲ့တိုက်မိတာမဟုတ်လို့အပင်တောင်မလဲဘဲနဲ့ပင်စီတွေကွာယုံလောက်သာရှိပါတယ်။ဒါပေမဲ့ထူးရဲ့တိုယိုတာမတ်တူကဘေးဘက်တစ်ချမ်းလုံးကတော့ကြေမော့သွားခဲ့ပါတယ်။ဒါကြောင့်လည်းဒီအချက်ဟာတန်တရားဖြစ်ပွဲကောင်းတယ်လို့ဆိုပါတယ်။ဒါပြင်တရုတ်ဆောင်ထူးရဲ့ကားမတော်တဆဖြစ်သွားချိန်မှာသူတယောက်တည်းမဟုတ်ပါဘူး။ထူးရဲ့ဘေးမှာအမျိုးသားတယောက်နဲ့ကားနောက်မှာအမျိုးသမီးတယောက်ပါကြောင်းပထမဆုံးကိုကြီးကယ်ဆယ်ခဲ့ရတဲ့ပရိုက်တာအသင်းတာဝန်ရှိသူကပြောခဲ့ပါတယ်။ထူးနဲ့တူပါလာတဲ့အမျိုးသားဟာပေါင်ကျိုးသွားပြီးတော့အမျိုးသမီးကတော့ထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းထူးရဲ့ဖြစ်စဉ်မှာအတူတူပါလာတဲ့အမျိုးသားနဲ့အမျိုးသမီးအကြောင်းကပျောက်ကွယ်နေရပါနောက်ထပ်အချက်တစ်ခုကတော့တရုတ်ဆောင်ထူးရေမတော်တဆမှုစဖြစ်ခြင်းမှာပရိသတ်တွေကတီးခွင့်မရပဲအခင်းဖြစ်ပြီးလို့2ရက်ကြာထူးသေးဆုံးသွားမှသာလူတွေတီးခွင့်ရခဲ့ပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့အမှုဟာသွေးရိုးသားရိုးဘလို့မှမဖြစ်နိုင်ဘူးလို့လူတွေကအမှတ်ချက်ပေးပါတယ်။ဒါပေမဲ့လည်းအခင်းဖြစ်ပွားရမှာရှိတဲ့လူတစ်ယောက်ကတော့ထူးရဲ့ကားကိုဘယ်သူမှဘာမှမလုပ်ကြောင်းထူးမောင်းလာတဲ့အချိန်က100အထက်မှာရှိနေကြောင်းဒါကြောင့်ညတနာရီခွဲမှာအချိန်နဲ့တစ်ပင်ကိုတိုက်လိုက်တာလို့ဆိုပါတယ်။အခင်းဖြစ်စဉ်မှာလူသွားလူလာမရှိသလိုလူငယ်2ယောက်လုံးကတောက်စားထားတဲ့ပုံစံကပတ်တောင်ပတ်မထားဘူးလို့ဆိုပါတယ်။ထူးတို့ကဥဝိစာရမိန်လန်းမကနေပတ်မောင်းခဲ့ပါသေးရဲ့။တောက်စားထားပြီးတော့အချိန်မထိန်နိုင်မနဲ့တစ်ပင်ကိုဝင်တိုက်ခဲ့တာဖြစ်တဲ့နေရာက29ရက်ကွက်ဆရာဆန်လမ်းမှာဖြစ်ကြောင်းအဲ့ဒီညကမိသက်ဌာနကယ်ဆယ်ရေးတွေဆွဲထုတ်တော့ထူးကပြင်းထန်ဒဏ်ရာရထားပြီးတော့သတိမရှိတော့ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့အမှုကိုဘယ်လိုမျိုးမြင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။